အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Python programming language ရဲ့အလွန်အင်မတန်မှအသုံးဝင်လာတဲ့ while loop အကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ် while loop ကိုအခြေအနေတစ်ခုပေါ်မူတည်ပြီး program ထပ်ခါလည်ပတ်စေခြင်းတဲ့အခါမျိုးတွေမှာအသုံးပြုတာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ Python wall ကိုဝင်ဖို့အတွက် login program တစ်ပုဒ်ကိုလွယ်ကူစွာပဲရေးပြသွားမှာပဲဖြစ်ပါတယ် login လုပ်ဖို့ password အနေနဲ့ Python 8163ဆိုပြီးသတ်မှတ်ပေးလိုက်ပါမယ်ပြီးရင် user စီကနေပြီးတော့ password ကိုရိုက်ထည့်ပေးပါဆိုပြီးတော့ input တောင်းခံလိုက်မှာဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်တော့ while loop ကိုအသုံးပြုပြီး user ကရိုက်ထည့်ပေးလိုက်တဲ့ password ဟာ Python 8163နဲ့မညီမချင်း looping ထဲမှာပတ်နေပေးပါဆိုပြီး computer ကိုအမိန့်ပေးခိုင်းစေလိုက်ပါမယ်အကယ်၍ရိုက်ထည့်ပေးလိုက်တဲ့ password ဟာမှားယွင်းနေမယ်ဆိုရင်တော့ wrong password try again ဆိုပြီးဖော်ပြပေးနေမှာပဲဖြစ်ပါတယ်user ရိုက်ထည့်ပေးလိုက်တဲ့ password ဟာမှန်ကန်သွားတယ်ဆိုမှပဲ welcome to my Python wall ဆိုပြီးတော့ program ထဲကိုဝင်ပေးမှာပဲဖြစ်ပါတယ်ဒီမှာ program ကို run လိုက်မယ်ဆိုရင်လည်း enter the password ဆိုပြီးအရင်ဆုံးပေါ်လာမှာဖြစ်ပါတယ်ဒီမှာကျွန်တော်12345တာထပ်ဆိုပြီးတော့မှားယွင်းတဲ့ password တွေနဲ့ဆင်းပြပေးထားတာပဲဖြစ်ပါတယ် Python 8163လို့ရိုက်လိုက်တဲ့အခါမှာဒါ welcome to my Python wall ဆိုပြီး program ထဲကိုဝင်ပေးတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်း Python ရဲ့အခြေခံအကြောင်းအရာတွေကိုဆက်လက်တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account လေးကို like and follow ပြုလုပ်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်